ထားတဲ့တပ်ပုံတွေနဲ့ကြိုးတွေကိုတွေ့ချိန်မှာတော့သူ့ကိုတတ်သေးဖို့ကြိုးစားခဲ့မှန်းသိသွားပြီးတော့တနာသွားတာကြောင့်ပတ်စံပြန်ဆက်ဖို့စိတ်မပူပါနဲ့လို့ပြောကအလုပ်ကိုပြန်သွားလိုက်ပါတယ်။အဲဒီနောက်ရောင်ဦးကသူ့ဘဝကိုပြန်လဲတိဆောက်ရမယ်လို့တွေးမိပြီးတော့တိုက်ခန်းတစ်ခုလုံးကိုတန်ရှင်းရေးလုပ်ကစနစ်တကျစီစဉ်ပါတော့တယ်။ပြီးတဲ့နောက်မှာတော့သူသိထားတဲ့သူ့ရဲ့အကြောင်းတွေကိုချရေးပြီးတော့အိမ်နာချင်းတွေနဲ့လိုက်ပြီးစကားပြောကြည့်ပါတယ်။ဒါပေမဲ့သူကခေါမိုးတက်ကလူဆိုတာကိုသိတာနဲ့ဘသူမှစကားမပြောချင်ကြပါဘူး။အိမ်နာချင်းတယောက်ကဆိုရင်လူမိုက်တယောက်ဖြစ်ပြီးရောင်ဦးကလာမေးမြန်းတဲ့အချိန်မှာသူ့ကိုစစ်ဆေးမေးမြန်းတယ်လို့ထင်ပြီးတော့ထိုးဖို့ကြိုးစားပါတယ်။ဒါပေမဲ့ရောင်ဦးရဲ့အကျင့်ကြောင့်ပဲသူကချွေးတစ်စက်မှမထွက်ဘဲနဲ့အဲ့ဒီလူကိုပြန်ထိုးကြိတ်လိုက်ပါတယ်။ဒီနောက်မှာတော့ရီနာကသူ့စီကိုထက်လာလေတဲ့အချိန်မှာတော့သူက secret တောက်ဖို့ကြိုးစားရင်းနဲ့ချောင်းနေရမ်းဆိုးနေတာကိုတွေးလိုက်ရပါတယ်။အခန်းထဲမှာလဲဆက်လိတ်တိုတွေအများကြီးတွေ့ရလို့သူကဆက်လိတ်တောက်တတ်တယ်လို့ထင်နေပေမဲ့မဟုတ်ပုံပါပဲ။အခုထိသူသိထားတာကတော့သူကတန်ရှင်းလောက်ရတာဝါသနာပါပြီးတော့ဓားကင်လာလဲအရန်ကိုတော်တယ်ဆိုတာပါပဲ။ဒါကိုမြင်တော့ရီနာကအကြံတစ်ခုရသွားပြီးတော့သူ့ကိုသူမအမေရဲ့စားတောက်ဆိုင်လေးစီကိုခေါ်သွားကအလုပ်ခံဖို့နားချလိုက်ပါတယ်။သူမရဲ့အဖွားကနေမကောင်းဖြစ်နေပြီးညီမဖြစ်သူကလည်းစာကြက်ရမှာမို့လို့အကူအညီလိုနေတာပဲဖြစ်ပါတယ်။ဒါကြောင့်ရောင်ကလည်းအလုပ်ကိုလက်ခံလိုက်ပြီးဖောက်တယ်တွေလက်မသွားအောင်လို့ပို့ပြုံးမှုအရင်ဆုံးလေ့ကျင့်လိုက်ရပါတယ်။တစ်ချိန်တည်းမှာပဲဂျေဆောင်ကရောင်ဦးမှတ်ညံပြောင်းနေတာကိုခွင်ကောင်းယူပြီးတော့ရောင်ဦးဖြစ်ဟန်ဆောင်မှုဆုံးဖြတ်လိုက်ပါတယ်။အဲဒီနောက်သူကကားရဲက GPS ကနေအိမ်လိပ်စာကိုလိုက်သွားတဲ့အခါမှာတော့ရိုးရဲ့ဈေးအကြီးဆုံးတာဝါကဇိမ်ငံတိုက်ခန်းကြီးဖြစ်နေတာကြောင့်သူလည်းအံ့ဩသွားပါတယ်